ကျမမျိုးသားနဲ့ဒီတနေ့ကော့တလန်ကျွန်းကိုဘတ်ထရီစပိန်လေးနဲ့ပတ်ကြည့်ကြမယ်လိုက်ပြမယ်နော်အမိုက်မရှိတိတ်ဆိတ်တန့်ရှင်းတဲ့ကော့တလန်လေးကိုဒီမှာနေတာတော့အလိုပြောတယ်ကလေးလေးတယောက်လိုပဲနေရတင်းတင်းမြတာပြီးမှလေလည်းမတိုက်တော့လေဒီမှာသမီးလေးနဲ့ဟိုမှာသမီးအရှိမထိုင်နေတာဆိုင်ကစပိန်နဲ့ပတ်ကြမယ်ဒီမှာကျွန်းလေးကျွန်းနိုင်ငံဖြစ်တဲ့အကြောင်းပတ်လေတော့ပင်လယ်တွေနဲ့ပေါ့နော်ကာထားတာပါလို့ကြောင့်ပင်လယ်နဲ့နီးတာပေါ့နော်ပြမယ်နော်ဒီမှာလေတလက်ကိုပြမယ်ဟိုးမှာဖွေးလေးမြင်နေရတာလေတလက်နော်အဲ့ဒါလက်စစ်မီးပေးတာလေတိုက်ရင်မီးရတယ်နော်ဒီမှာလာပါတဲ့ကျွန်းလေးတွေကိုပြနေတာပါဒီမှာကျွန်းပေါ်မှာဘက်ထရီဘိန်းနဲ့ဆိုတော့လေနော်တွန်းစရာမလိုတွားလို့ရငှက်လေးတွေရှိမယ်တန်ရှင်းလာပါတဲ့အိမ်လေးတွေရှိတယ်ဒီမှာအိမ်လေးတွေကနှစ်ထပ်ဆိုမှမြေအောက်လွာတွေရောရှိတော့သုံးထပ်လောက်ရှိတယ်တို့တွေကအမိုက်တွေမရှိတာတော့ကောင်းတယ်နော်ကြည်တန်ရှင်းနေတာနော်စီပင်လည်းမရှိဘူးဒီမှာတို့ကိုယ်တိုင်ကိုကြပဲအကုန်လုံးတန်ရှင်းကြတာအမိုက်လည်းမပြည့်ကြောက်လေနော်ရှောက်မပြည့်ဘူးအမိုက်ပြည့်တဲ့နီးကိုတရက်ကြိုင်တင်ပေးမယ်နော်အပြမယ်နော်ဘလို့တွေအမိုက်ပြစ်ကြလဲဆိုတော့ပြမယ်ကြည့်အမိုက်တွေမရှိဘူးတိတ်ဆိတ်နေတာအော်နောက်ထပ်အခြားဘက်ကဗာလဲပင်လယ်ဖက်ပြန်ရောက်သွားပြီအဲ့ဒါပင်လယ်ပလဲရှောက်စီးနေတာပါအိမ်လေးတွေကြည့်လိုက်ပင်လယ်လေးတွေကြည့်လိုက်နဲ့ဒါကဟွာလေစက်ယုံသွားတဲ့လမ်းတော့တရက်ကျရင်စက်ယုံအကြောင်းပြမယ်နော်ပြုံးစက်ယုံနဲ့နီးတဲ့လမ်းကိုတွားနေတာအဲ့ဒါလဲရိုက်ထားတယ်ပြမယ်နော်အပြန်ကြတော့ပီဇာလေးနဲ့ကျမတို့ပြောခဲ့ပါတယ်ကြိုင်လိုက်ရင် share ပေးပါ thank you